ဟုတ်ကဲ့ဆက်ရောက်လာတဲ့ခါကျရင်ဒီ slide to earn လေးပေါ့နော်အဲ့ဒါလေးဖွင့်ပြီးတော့ wifi ချိန်မယ်ဆိုရင်ကပုံမှန်တိုင်းကျွန်တော်တို့ wifi လေးတိုးလိုက်မယ် wifi လေးတိုးပြီးတော့ကျွန်တော် QR code လေးနှိပ်လိုက်မယ်ပေါ့နော်QR code နှိပ်ထားလေး QR code ဖန်ရရပေါ့နော်ပြီးတော့ကျွန်တော် laptop တို့ဘာလို့မှာ wifi ချိန်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ wifi name ပေါ့နော် CPS01 ဆိုတဲ့အနေနဲ့အောက်က password လေးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးဆိုရင်တော့ရပြီပေါ့နော်ဒီမှာတော့ကျွန်တော်တို့ customer ရှိပို့လိုက်မှာ SD mode ပေါ့နော် SD mode နဲ့ပို့ပေးထားတယ်တကယ်လို့ customer က A+ mode တွေပါသွားနှိပ်မယ်ဆိုရင်တော့ဒီပတ်စံတက်ကြမှာပေါ့နော် A+ mode ကကြတော့ကျွန်တော်ဒီကနေပြီးတော့ချိန်ရတာပေါ့နော်အဲဒါတကူတကမတော်မဆထိတာမျိုးတော့မရှိဘူးတကူတကသွားနေမှာပဲဒီ mode ကပြောင်းတာဆိုတော့ဒီ communication mode မှာကျွန်တော်တို့မှာ standard mode လေးပဲ on လာပေးတယ်ပေါ့နော် plus mode area mode နှိပ်တဲ့ခါကျရင် plus 1100ရန်ချမှာပေါ့နော်ဟိုတောင်းတခုတတိပေးချင်တာက customer တွေကကျွန်တော်အကောင်းဆုံး line ချိန်မိတာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီဆင်းပင်လို့ပါလို့ပေါ့နော်လုံးဝသွားမနေဖို့အကြံပြုချင်တယ်ပေါ့နော်ဆင်းပြနေတဲ့ခါကျတော့ကပ်ပြတဲ့ခါကျရင်ကအစကနုတ်ဝက်နေပြီးပြန်ဝေးရမှာမျိုးရှိတာဆိုတော့လေနော်ဟုတ်ကဲ့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်